ကဲတခါတော့ငါပေါ့နော်တောကြီးတစ်ခုရဲ့အနားမှာရွာလေးတရွာရှိခဲ့ပါတယ်အဲ့ဒီရွာမှာမင်းမင်းဆိုတဲ့ကောင်လေးတစ်ယောက်နေတယ်လေမင်းမင်းကတကယ်ကိုစိတ်ကောင်းရှိပြီးတော့တောထဲမှာစွန့်စားခန်းသွားရတာကိုအယမ်းကိုဝါသနာပါတာပေါ့တနေ့မနက်ခင်းမှာတော့မင်းမင်းကတောထဲကိုတစ်တီးစာဖို့ထွက်လာခဲ့တယ်တောထဲမှာငှက်ကလေးတွေကလည်းပျော်ပျော်ရွှင်ရွှင်နဲ့တီးတန်တာတွေကျူးရင်နေကြပြီးတော့လေးအေးလေးကလည်းတိုက်ခတ်နေတာပေါ့မင်းမင်းကတစ်ပင်တပင်အောက်မှာရပ်ပြီးတစ်တီးလေးကိုမော့ကြည့်နေတဲ့အချိန်ပါပဲဟောရုတ်တရက်ဆိုသလိုတစ်ပင်ပေါ်ကနေမြောက်လေးတကောင်ဝုန်းကနေခုန်ဆင်းလာပါလေရောမင်းမင်းကအစမှတော့နည်းနည်းကြောက်သွားတာပေါ့ဒါပေမဲ့မြောက်လေးကပြုံးပြုံးလေးနဲ့သူ့ကိုကြည့်နေတာလေမြောက်လေးကတစ်ပင်ပေါ်ပြန်တက်သွားပြီးတစ်တီးတစ်လုံးခူးပြီးတော့မင်းမင်းကိုပေးလိုက်တယ်ဗျာအဲ့ဒီအချိန်မှာမင်းမင်းကနားလေသွားတယ်။အော်ဒီမြောက်လေးကအန်ဒီရဲ့မရှိပါလား။သူကငါ့ကိုတငယ်ချင်းဖြစ်ချင်တာပဲတဲ့။ဟေးမင်းနာမည်ဘာလဲဟင်လို့မင်းမင်းကမေးလိုက်တယ်။မြောက်လေးကစကားမပြောတတ်ပေမဲ့ပျော်ပျော်ရွှင်ရွှင်ကခုန်ပေါက်နေတာပေါ့။မင်းမင်းကဆက်ပြောလိုက်တယ်။ "โอเคအဲ့ဒါဆိုငါမင်းကိုကိုလို့ခေါ်မယ်နော်တဲ့။အဲ့ဒီနေ့ကစပြီးမင်းမင်းနဲ့မြောက်လေးကိုတို့ဟာခင်ဆုံးတငယ်ချင်းတွေဖြစ်သွားကြတာပေါ့။သူတို့နှစ်ယောက်ကနေတိုင်းတောထဲမှာကစားကြတယ်။တတိထူးစားကြသလိုမိကန်နာမှာလည်းရေတူကစားကြတာပေါ့။တောထဲကတရိษံလေးတွေကလည်းသူတို့နှစ်ယောက်ကိုအယမ်းချစ်ကြတာလေ။ဒါပေမဲ့တနေ့မှာတော့တောထဲမှာပြဿနာကြီးတစ်ခုပေါ်လာပါတော့တယ်။ငှက်လေးတစ်ကောင်ကအမြန်ပြန်လာပြီးတော့အော်ပြောတာပေါ့။အန်ဒီရဲ့အားလုံးပြေးကြပါဦးတဲ့။မင်းမင်းနဲ့ကိုလည်းအန်အားတင်သွားပြီးဟင်ဘာဖြစ်လို့လဲလို့မေးလိုက်တာပေါ့တောထဲကိုကြားကြီးတကောင်ဝင်လာပြီလို့ငှက်လေးကပြောပြတယ်တောထဲကတရိษံတွေအားလုံးလဲကြောက်လန့်တုန်လှုပ်ကုန်ကြတာပေါ့မင်းမင်းကစိတ်မကောင်းဖြစ်သွားပြီးတော့ကြားကြီးကတခြားတရိษံတွေကိုဒုက္ခပေးတော့မှလားလို့တွေးမိလေမြောက်လေးကိုကလည်းစဉ်းစားနေပြီးခေါင်းညှိပြတယ်ငါတို့တခုခုကူညီရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါနဲ့သူတို့နှစ်ယောက်အကြံတစ်ခုထုတ်ကြတယ်တစ်ပင်ကြိုးရီတစ်သားတွေနဲ့ကြားကြီးသွားထောင်ချောက်တစ်ခုကိုအတူတူလှုပ်ကြတာပေါ့ See the path here? Ooh, ooh, ah. Now we draw the rip. Let's make the net stronger, buddy. အချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ကြားကြီးရောက်လာပါပြီကြားကြီးကတကယ်ကိုထွားချိုင်းပြီးတော့ကြောက်ဖို့ကောင်းတာဗျာဒါပေမဲ့ကြားကြီးကထောင်ချောက်နားကိုလာတဲ့အချိန်မှာပဲဖုံးကနေဆိုထောင်ချောက်ထဲဝင်သွားပြီးကိုနရက်ထဲမှာမိသွားပါလေတော့ကြားကြီးကအော်ပြောတယ်ကျွန်တော်ဘိုက်အញ្ញမ်းစာလို့ပါနောက်ကိုမကောင်းတာတွေမလုပ်တော့ပါဘူးတဲ့မင်းကခဏစဉ်းစားပြီးတော့ငါတို့မင်းကိုကူညီပေးပါမယ်လို့ပြောလိုက်တယ်ဒါနဲ့တောရဲကတရိษံတွေအားလုံးစုပေါင်းပြီးကြားကြီးအတွက်အစားအစာတွေရှာပေးကြတာပေါ့အဲ့ဒီနေ့ကစပြီးကြားကြီးကလည်းမကောင်းတာမလုပ်တော့ပဲတောထဲမှာအားလုံးညင်ညွတ်နဲ့နေထိုင်သွားကြပါတော့တယ်မင်းနဲ့မြောက်လေးကိုကလည်းအမြဲတမ်းအခင်းဆုံးတငယ်ချင်းတွေအဖြစ်စွန့်စားကန်တွေဆက်သွားနေကြတာပေါ့တငယ်ချင်းကောင်းရှိရင်ဘလို့ပြဿနာမျိုးကိုမှဆိုအတူတူဖြေရှင်းနိုင်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာလည်းအခုလိုစိတ်ဝင်စားစရာပုံမြင်လေးတွေကိုဆက်လက်တင်ဆက်ပေးပါမို့ကျွန်တော်တို့ရဲ့ channel ကို subscribe လေးလုပ်ထားပေးပါအောင်နော်တာယာတော့နေလေးထက်ပါစေခင်ဗျာ